Sweet တင်ပေးနေကြဒီတပတ်အတွက်တပတ်စာလေးတင်ပေးပါတယ်နော်26ရက်ကနေ30ရက်အထိပိတ်ရက်မရှိပါဘူးပြီးခဲ့တဲ့အပတ်ထဲကတင်ထားတဲ့မွေးလေးပါ90 3399အဲ့ဒါနှစ်ပတ်မွေးရမယ်ဆိုတော့ဒီတပတ်ဆက်မွေးရပါမယ်ဂါမကျော်နဲ့မြူကနန်းကပြီးခဲ့တဲ့၄ဘက်က2ရက်ထဲထွက်ထားတဲ့အတွက်တွက်လို့မရပါဘူးအင်္ဂါစားတဲ့ break ကတော့2ခွန် break ပါဒီတပတ်ပြန်ကြရရှိပါတယ်9လေးကြပြီးတိုင်း17ချိန်အတွင်းကိုပြန်ကြကြတယ်17ချိန်အထိကနန်းနေပြန်ကြကြတယ်1ခွန်ကြပြီးတိုင်း17ချိန်အထိကနန်းနေပြန်ကြတယ်တောက်ကြ1နောက်ပိတ်ကြရင်အရင်အပတ်ကကနန်းနေအခုပတ်မှာပြန်ကြပါတယ်เนาะဒီတပတ် sweet အုပ်စုလေးတွေထိမိရအောင်လို့ group လေးဖွဲ့ပါတယ် member ခေါ်ပါတယ်เนาะဒီမှာ sweet ကိုလွှဲပေးရမှာ1000ခွဲနဲ့အဖွဲ့ဝင်လို့ရပါတယ်။ Sweet ဖုန်းနံပါတ်လေးနဲ့လွှဲရမယ့် KB နံပါတ်လေးထည့်ပေးထားပါတယ်။အဖွဲ့ဝင်ပြီးတော့ဗုဒ္ဓဦးမတိုင်ခင်လေးထိမိရခြင်းနဲ့အမြတ်များရခြင်းနဲ့ဆိုရင်တော့အဖွဲ့ဝင်ဖို့ဖိတ်ခေါ်ပါတယ်။အဖွဲ့ဝင်ကြီး1000ခွဲပါ။ဒီဟာလေးကိုအဖွဲ့ဝင်ပြီးရင် Sweet ကို Viber နဲ့ပြေစာလေးကိုပြပြီးတော့အဖွဲ့ဝင်ကြီးပါဆိုပြီးတော့ပို့ပေးရင် group ထဲထည့်ပေးပါတယ်နော်။ဒီတစ်ပတ်ကတော့ဆွီရဒီဟာပြီးခဲ့တဲ့အပတ်၄လုံးပြီးခဲ့တဲ့အပတ်က၄ဘက်မြောက်က2ရက်ပဲထွက်ထားတဲ့အတွက်ဂါမကျော်နဲ့မြူကနန်းကတော့မရပါဘူးเนาะဒီတစ်ပတ်ဒါလေးတွေပါပဲပြန်ကြားနဲ့မွေးကနန်းလေးကိုပဲဦးစားပေးပြီးထိုးပေါ့เนาะဆွီရတော့ထိမိရစေခြင်းနဲ့ပြီးခဲ့တဲ့အပတ်ကဆိုရင်နေတိုက်တွေတော်တော်လေးထိမိရကြမှာပါ6ထိပ်ဆိုရင်လည်းဆွီတင်ပေးပါတယ်မနက်ပိုင်းကိုတောက်ကြမနက်ပိုင်းကိုဆွီမတင်ပေးလိုက်တာပါကိုယ်တိုင်လည်းမထိုးတဲ့အတွက်ဆွီမတင်ပေးလိုက်တာပါအဲ့ဒီတုန်းက43နဲ့98ဆိုပြီးတော့ဆွီရဲ့ပတ်ဝန်းကျင်ကတကယ်ချင်းနေတော့ရကြပါတယ်ဆွီကတော့မထိုးပါဘူးတောက်ကြကိုညနေပိုင်းကတော့တစ်ထိပ်ဆိုပြီးတော့တစ်နောက်ပိတ်ဖြစ်သွားပါတယ်เนาะအဲ့ဒါကိုတော့ဆွီ YouTube မှာတင်ပေးလိုက်ပါသေးတယ်ဒီပြီးခဲ့တဲ့အပတ်ကတော့6ထိပ်ကိုလည်းထိမိရပါတယ်ကျန်နာကတော့တင်ကနန်းကတော့မရခဲ့ပါဘူးဒါပေမဲ့အလုံးကငါ3ည5တော့ကလည်းရခဲ့တယ်6ထိပ်ကိုတော့တင်ထိုးဖို့ဆွီသတိပေးခဲ့ပါတယ်ဆွီလည်းတင်ထိုးပါတယ်เนาะနောက်နှစ်လေးရတော့အကွက်များတဲ့အတွက်ရန်ကနန်းမဲ့ရတော့အဲ့ဒီနှစ်လေး28ကွက်ရတဲ့42ကတော့မတန်ဘူးလို့ထင်ကြပါတယ်အကွက်များတဲ့အတွက်ပေါက်ရင်လည်းတနေ့စာပဲမြတ်မယ်လို့ဆွီထင်ပါတယ်เนาะဒီတပတ်လည်းအဲ့လိုလက်တွဲခွင်လေးတွေနဲ့ဒီတပတ်စာကလင်ဒါ site လေးတွေနဲ့ပေါင်းပြီးတော့ Sweet အဖွဲ့ဝင်တွေကိုအမြတ်ကျန်းစေချင်ပါတယ်အဖွဲ့ဝင်မဲ့ဆိုရင်တော့ဒီမှာ Sweet ရဲ့ဖုန်းနံပါတ်လေးတင်ပေးထားပါတယ်အဲ့ဒီဟာလေးကို1000ခွဲလွှဲပြီးတော့ပြေစာလေးပို့ပါ Sweet group ထဲထည့်ပေးပါမယ်နော်